မမင်္ဂလာပါရှင် Dreamers Learning Corner နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အရင်တစ်ခေါက်ကဗီဒီယိုမှာကျွန်မ Learner Store ကိုEDM လေးတစ်ခုဝင်ပြပေးသွားတယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်မှာလည်းကျွန်မက Learner Store အတွက်ဆိုပြီးတော့နောက်ထပ် EDM လေးတစ်ခုကိုဝင်ပြပေးသွားဖို့အတွက်ပြင်ဆင်လာပါတယ်ရှင်ဘာလေးဖြစ်မလဲဆိုတာကိုတော့ဆက်ပြီးတော့ဗီဒီယိုလေးကိုကြည့်ကြရအောင်ဒီနေ့ပြပေးသွားမယ် EDM လေးကအရင်ကို useful ဖြစ်တဲ့ EDM လေးဖြစ်ပါတယ်။ဘာလေးလဲဆိုတော့ I wasn't born yesterday. I wasn't born yesterday. ဘာကိုပြောချင်တာလဲဆိုတော့ EDM စာကြောင်းကိုအဓိပ္ပာယ် direct ဘာသာပြန်ကြည့်လိုက်မယ်ဆိုရင်ငါမနေ့ကမမွေးခဲ့မဟုတ်ဘူးဆိုပြီးတော့အဓိပ္ပာယ်ထွက်လာတယ်နော်အခုဟာကအဓိပ္ပာယ်အဲ့လိုမဟုတ်ပါဘူး I wasn't born yesterday means don't try to fool me I'm not naive I know the truth don't try to fool me I'm not naive I know the truth ဘာအဓိပ္ပာယ်လဲဆိုရင်ငါ့ကိုလာပြီးတော့ကလိန်ကကြကြလှည့်စားဖို့မစင်စားနဲ့ငါကုန်သိတယ်အဲ့လိုမျိုးပေါ့နော်မြန်မာအဲ့လိုပြောမှဆိုရင်တော့အဲ့လိုအဓိပ္ပာယ်မျိုးတက်ရောက်တယ်တယောက်ကကိုလာပြီးလှည့်စားနေတာကိုကိုကသိနေတယ်ဒီတယောက်ငါ့ကိုလှည့်စားနေပြီဆိုတော့ကိုသိနေတယ်ဒါပေမဲ့လည်းသူ့စိတ်ထဲမှာတော့ကိုမသိဘူးလို့ပဲသူကထင်နေတာလေငါသိတယ်နော်ဒီငါ့ကိုလာပြီးယူလုံနေငါအကုန်သိတယ်ဆိုပြီးတော့ပုံစံမျိုးပြောချင်တဲ့အခါကျရင် I wasn't born yesterday ဆိုပြီးတော့သုံးလို့ရပါတယ်ပို့ပြီးတော့နားလည်လွယ်သွားအောင် example လေးနဲ့တူတူကြည့်ရအောင် Okay example 1 I didn't eat your cake Oh really There is cream on your face I wasn't born yesterday Example 2 I was stuck in traffic for 3 hours Really I saw your Instagram post You're at the beach I wasn't born yesterday Example 3 My dog did my homework Nice try But I wasn't born yesterday အဲ့တော့ဒီနေ့ပြပြသွားတဲ့ EDM လေးကိုပြန်ပြီး revision လေးလုပ်ကြည့်အောင် I wasn't born yesterday It means don't try to fool me I'm not naive I know the truth ငါ့ကိုလာပြီးလှည့်စားဖို့မစင်စားနဲ့ငါအကုန်သိတယ်ဆိုတဲ့ပုံစံမျိုးကိုပြောချင်တဲ့အခါမှာဒီ EDM လေးကိုသုံးပြီးတော့ပြောလို့ရပါတယ်ရှင်ကဲဒါဆိုရင်တော့ဒီနေ့ကျွန်မ sharing လုပ်ပေးသွားတဲ့ EDM လေးကို Learner Store နားလည်လွယ်မယ်လို့ကျွန်မယုံကြည်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုမျိုးအကြောင်းအရာမျိုးလေးတွေကိုဆက်ပြီးတော့ဝင်ပြပေးသွားအောင်မလဲဆိုတော့ကိုဆက်လက်ကြည့်ရှုပေးကြပါအောင်ရှင်အားလုံးပဲ have a nice day bye